Buddham saranam gacchami Dhammam saranam gacchami Sangham saranam gacchami Buddham saranam gacchami Dhammam ဒီနေ့သာသနာတော်သက္ကရာ2569ခုလူတော်ဝဟာရကောဇာသက္ကရာ1389ခုတော်သလင်းလာဇန်ရှိရနေ့ဒီနေ့30ရက်8လ2025ခုရောင်တိုင်းဒေသကြီးမင်္ဂလာတော်မြို့နယ်ပလဲမြို့တဲ့ရတနာမောင်တော်ရဓမ္မရိပ်သာဤ116ကြိမ်မြောက်ထူလူပေးကျင့်စဉ်ဘေးဘယ်နှရက်မြောက်ပါလိမ့်9ရက်မြောက်နေ့စာတဲ့နေ့ကြတော့ရှိရဖြစ်နော်တော်သလင်းလာဇန်တရနေ့ကဘုန်းကြီးတို့ညကြတော့တရနေ့ကိုမြဲတမ်းဘုန်းကြီးတို့မိနစ်ထိမ့်မှအဖြစ်တရားစခန်းကုသိုလ်တွေပြုလို့ကြတယ်ဒီနေ့ရှိရမြောက်နေ့မှာလုံမေတရားနဲ့ပတ်သက်ပြီးတော့ခန္ဓာဉာဏ်စိုက်သုံးညဆိုင်ဆိုတဲ့ခေါင်းစဉ်လေးကိုပရဏာပြုပြီးတော့ဟောကြားနာကြားကျင့်ကြံကြမှာဖြစ်ပါတယ်။ပါတရားပါလိခန္ဓာဉာဏ်စိုက်သုံးညဆိုင်တဲ့ဝိပဿနာလုပ်ပြီးတရားလေးတွေကိုဟောကြားနာကြားကျင့်ကြံကြမှာဖြစ်ပါတယ်။တရားမလို့ဘုရားရှင်ကိုအာယုံပြုပြီးတော့ဗုဒ္ဓနုတ္တိပွားများကြမယ်လက်အိုလေးရှိထားဒိနောသောဘဂဝါဒရဏယဓမ္မံတေတိတိဒိနောသောဘဂဝါဒရဏယဓမ္မံတေတိတိသောဘဂဝါကျွန်ုပ်တို့ဤကိုယ်ွယ်ရာတရားမိကိုယ်ရာစမဖြစ်သောဘုရားမြတ်စွာသည်သောဘဂဝါလူနှင့်မြတ်မာတတ္တဝါပေါင်းတို့ဤပူဇော်ထုကိုခံယူတော်မူတဲ့သောဘုရားမြတ်စွာသည်ဒိနောကာမောကဘောဂဒိတောကဝိဇောကလိဟုသောဩကလေးဖြာသန္တရာဤဘေကမ္မနိဗ္ဗာန်လိဟုသောတပည့်ကံကိုဘုမြောက်တော်မူခဲ့လေပြီဒိနော30ဘောဤဘေကမ္မနိဗ္ဗာန်လိဟုသောတပည့်ကံကိုဘုမြောက်တော်မူခဲ့လေပြီဓရဏယကိုနေလာထတို့တတ်မြတ်တတ္တဝါဘုရှင်မြတ်ဝိနေတို့ကို30ဘောဤသောဤဘေကမ္မနိဗ္ဗာန်လိဟုသောတပည့်ကံကိုကုမြောက်နိုင်ပါစေခြင်းအလုံးငါဓမ္မကတံတရားတော်မြတ်ကိုတေတိတိဟောမိပြီးတော်မူခဲ့လေပြီဓမ္မဘဂဝန္တံတို့ရှင်တော်မြတ်ဘုရားအားမြေယမကံသန္တရာတပည့်ကံနိဗ္ဗာန်ကိုကုမြောက်လိုကြကုန်သောဘုရားတပည့်တော်တို့သည်နမောကာယဝစီမနောရှိနေရဲ့ဣဇလိညွှကြောလက်ဆုံးမူကားရှိခိုးဥညွှကြပါတော်သည်မြတ်စွာဘုရားဘုရားဒုက္ခိတဟောထဒုက္ခမုစ္စထကိုကြမ်းမာလို့စိတ်ချမ်းသာကသူတော်တရားတို့ဖြင့်ပျော်မွေးနေကြပါစေလို့မေတ္တာပို့ပြီးအလုံးသက်ကောင်းသက်သာလေးထိုင်ဝိပဿနာကျင့်စဉ်လုပ်ပြီးလေးဒီအဓိကတရားဆိုတဲ့လောကဒီခန္ဓာရဲ့ထင်ရှားမှုပေါ်မှာဉာဏ်ဖြင့်ထိုးထွင်းပြီးတော့ကြည့်ရတဲ့လို့ဟုတ်လားတရားထုတ်တဲ့ဆိုတာဘာကိုကြည့်ရတာခ
န္ဓာကိုယ်ကိုဉာဏ်ဆိုင်ပြီးကြည့်ရတယ်လို့ဟုတ်လားဘယ်ရှင်ထိကြည်သွားရမှာလဲလို့မေးယုံနဲ့နာအိုးစားခွဲတဲ့နေ့ထိဟုတ်လားဘယ်ရှင်ထိယုံနဲ့နာအိုးစားခွဲတဲ့နေ့သင်မင်းလက်ထက်ကိုအနံ့လိုက်ရတဲ့အချိန်ထိပါနဲ့နေသွားရမယ်ခန္ဓာကိုယ်ကိုညာဆိုင်ပြီးတော့နေရမယ်ဟုတ်လားအဲ့ဒီတော့ဒီတရားဆိုတဲ့အသိဉာဏ်ဟာအဘမတတ်တဲ့လေ့ကျင့်မှုအားကောင်းနေတဲ့ပုဂ္ဂိုလ်တွေဒီထွက်သက်ဝင်သက်ကလေးချုပ်တဲ့ခြင်းထိနော်ဝင်လေထွက်လေချုပ်ပြောက်သွားတဲ့နေ့အချိန်ထိဟာဒီတရားဒီနဲ့ရှိသွားမှအဆင်ပြေတယ်ဟုတ်လားဘာကြောင့်လဲဆိုရင်အခုတို့ဒီတရားအားထုတ်တယ်ဆိုတာတဘဝတဏ္ဍစာအတွက်လှုပ်တာမဟုတ်ဘူးနော်တသံတရားလုံးဘာတကားပိတ်ဖို့ဒါလေးပဲဒီကဘုန်းတို့ရည်ရွယ်ချက်ဒါပဲတကားပိတ်ဖို့ပဲရည်ရွယ်တယ်ဟုတ်လားဟာထက်တန်းကြတဲ့အနာဂယဟန္တာဒီဒါတွေမရည်ရွယ်ဘူးတမိတ်တဖို့လောက်ရအောင်အလုပ်လုပ်သွားဖို့ဟုတ်လားယဟန်ဖြစ်စေလူဖြစ်စေအနည်းဆုံးတမိတ်တဖို့လောက်ရသွားပြီဆိုရင်ဂတိမြဲပြီကိုဂတိမြဲရင်ဘယ်တော့ခါမှမစင်းရတော့ဟုတ်လားဆင်းရဲတဲ့ငရဲတရိစ္ဆာန်ပြိတ္တာအသူရကဲဆိုတဲ့အပယ်လေးပုံတန်တရာမှာလွတ်မြောက်သွားပြီဆိုရင်လောကမှာလူလောကကြီးကိုခိတ္တခဏအလယ်လာခဲ့ရကြုံနဲ့တာပေါ့ဟုတ်လားဒါကြောင့်အလယ်လာရကြုံနဲ့တယ်လူဖြစ်ကြုံနဲ့တယ်လူဖြစ်ကြုံနဲ့တယ်ဆိုတာတရားတွေရှိသွားမှနော်ဟာရှိသွားမှတရားအသိဉာဏ်တတ်တွေရှိသွားတဲ့ပုဂ္ဂိုလ်ဟာလူဖြစ်ကြုံနဲ့တယ်တရားအသိဉာဏ်တတ်တွေမရှိတဲ့ပုဂ္ဂိုလ်ဟာလူဖြစ်ကြုံမနဲ့ဘူးဟုတ်ကဲ့လားဒါကြောင့်မြတ်စွာဘုရားရှင်ကဒီပါရသုတ်တံကိုခန္ဓာနဲ့တွဲပြီးတော့ပြတော်မူခဲ့တယ်ဘာရဟဝေမြေဇခန္ဓာဘာရဟရောဇာပုဂ္ဂလောဘာရဒနံဒုက္ခံလောကီဘာရနေခိပနံဒုက္ခံနားလဲလားဘာဖြစ်လို့နားလဲပါဠိနဲ့နိစ္စမှုမှမရှိပဲဟုတ်လားဟိုဘုရားရှင်လက်ထက်တော်တုန်းကတော့ဘုရားဟောလိုက်တာနဲ့ကိုသူတို့ကမာဂရစကားကိုနားလည်ကြတာကိုနားလည်ကြတော့ဘုရားကဒီလိုပဲပါဠိလိုပဲဟောလိုက်တာသူတို့ကလည်းပါဠိလိုပဲနားလည်သဘောပေါက်သွားတာမြန်မာလူမျိုးနေမြန်မာလိုပြောရင်နားလည်တယ်လို့ပေါ့သို့တော်မြတ်စွာဘုရားကြတာအတုမရှိတဲ့ဘုရားမို့လို့ဘုရားရှင်ကဒီပါဠိလိုဟောလိုက်တဲ့အခါမှာဘယ်လူမျိုးပဲတရားနာနာဘုရားဆုံးမကိုတို့သိတဲ့နားလည်တဲ့စကားလုံးနဲ့သဘောပေါက်သွားကြတယ်တဲ့ဟုတ်လားအဲ့ဒါလောက်ရှိကိုအံ့ဩဝယ်ကောင်းတဲ့တရားကလေဘုရားကရိုးရိုးအမိသည့်ပုဂ္ဂိုလ်မျိုးတစ်ခါနဲ့ဒီတိုင်းနဲ့ဟောလိုက်တာဒါပေမဲ့တရားနာနေတဲ့ပုဂ္ဂိုလ်ကကိုယ်လူမျိုးကိုယ်စကားနဲ့ကိုယ်နားလည်သဘောပေါက်သွားကြတယ်ကိုဘုန်းကြီးတို့ဟိုနိုင်ငံမှာကုလသမဂ္ဂယုံနေမှာသူတို့စည်းဝေးလောက်ကြတယ်နော်စည်းဝေးလောက်တော့ရှေ့မှာမိုက်ကလေးတွေချထားတယ်ငကြက်တွေချထားတယ်ခလုတ်တွေရှိတယ်ဟိုကပြောတာကတော့အင်္ဂလိပ်လိုပြောတယ်စည်းဝေးပြောတဲ့ခါလေအင်္ဂလိပ်လိုပြောရင်ဒီကနားတောင်တဲ့ပုဂ္ဂိုလ်တွေကလူမျိုးရေးသူ့နိုင်ငံနဲ့သူရှိကြတာကိုယ်နိုင်ငံခလုတ်ကလေးနှိမ့်လိုက်တဲ့အခါမှာချင်းချင်းကိုယ်စကားကိုနားလဲနော်ကိုယ်စကားနဲ့ကိုနားလဲသွားချတယ်ခလုတ်ကလေးတွေနှိမ့်လိုက်တာနဲ့နော်ပြီးတော့အစည်းပြောတဲ့ပုဂ္ဂိုလ်ကကိုယ်နိုင်ငံစကားနဲ့ပြောတယ်တနည်းအားဖြင့်နီးဘောစကားနဲ့ပြောလို့ရှိရင်အင်္ဂလိပ်လူမျိုးတွေကအင်္ဂလိပ်ကိုခလုတ်တွေနှိမ့်တော့သူစကားနဲ့ကိုနားလဲသွားချတယ်
ခလုံးနေမှကိုနားလဲတာကိုခလုံးမလေးနားမလဲဘူးမြတ်စွာဘုရားကြတော့အဲ့လိုမှခလုံးနေစီရမလို့ဟုတ်လားဟောတိုင်းမှာခေါင်းညှိလိုက်တယ်အိုးမှန်လိုက်တာဟုတ်လားညဒီလည်းဒီတိုင်းပဲမြမဒီလည်းဒီတိုင်းပဲညာယဘာယတိကာယတာကိုယ်စကားနဲ့ကိုနားလေသဘောပေါက်သွားရှာတယ်နားလေသဘောပေါက်သွားလို့ဒါလည်းမဲ့အသီးသီးဖို့သီးသီးရကုန်ကြတာပေါ့ဟုတ်လားဒါကြောင့်မလို့ဘုရားရှင်ကိုအတုမရှိလို့ပြောတာအနိုင်မရှိအနန္တညာဏပုဂ္ဂိုလ်အတုမရှိတဲ့ဗုဒ္ဓအနိုင်မရှိတဲ့ဗုဒ္ဓအဲ့ဒါလို့ပြောတယ်မြည်သည့်ပုဂ္ဂိုလ်တယောက်နဲ့မှနှိမ့်ဆလို့မရတော့ဂုဏ်ကျေးဇူးများရှာနော်ဘာကြောင့်လဲဆိုရင်သူကိုယ်တိုင်ဖြစ်ကျင်လာတဲ့ကဖြစ်ကျင်လိုက်တဲ့အချိန်ကစပြီးတတ္တဝါတွေအတွက်ဖြစ်ကျင်တာကိုဟုတ်လားကိုဒီတရားကောင်းကျိုးရောက်ဖို့ခုလောက်ကြိုးစုအာမထုတ်ဘူးလို့ဆိုတယ်နိကိုတယောက်တဲ့အတွက်ကိုကြိုးစားလိုက်တာမဟုတ်ပါဘူးတဲ့တတ္တဝါဘုရှင်မြတ်ဝိနည်းတို့အတွက်ဟုတ်လားဒါကြောင့်မို့လို့ခါတည်းကြလို့ရှိရင်လူတွေကမေးကြတယ်အရှင်ဘုရားဘာစုပန်ထားလဲဘာစုလဲပန်တယ်ဘယ်လိုစုပန်ပါသလဲဘုရားစုလားပိစကဗုဒ္ဓစုလားဧကသာဝကစုလားမဟာသာဝကစုလားအဲ့ဒါလိုတော့မေးကြဘုန်းကြီးကတော့ထိုတန်ត្រာရှိလျက်တဲ့စုကိုမတောင်းဘူးဂုရရင်ဂုယူခြင်းနဲ့စုပဲတောင်းတယ်ဟုတ်လားဒါကြောင့်မလို့စုပေးတဲ့ခါကျဘုန်းကြီးတို့ကဤဘဝဤခန္ဓာဤသာသနာတွင်မှာပင်လျင်လို့အဲ့ဒါလို့စုပေးတယ်တန်ត្រာအတွက်မငဲ့ဘူးဤဘဝဤခန္ဓာဤသာသနာတွင်မှာပင်လျင်အာထုပ်စေအာထုလတံဖြစ်သောဒါနသီလစေရနာကံနဲ့ဝိပဿနာဉာဏ်သည်လင်းမြန်သောအမေဉာဏ်ကိုကျေစုပြုနိဗ္ဗာန်ကိုမျက်မှောက်ပြုလို့နေကြပါစေဘာကြောင့်လဲဆိုရင်တဏ္ဍာရှိလျက်လို့ကြောက်เสียသိကောင်းတယ်ကျင်လျက်ရမှသိကြောက်เสียကောင်းတယ်ဟုတ်လားဘုဒ္ဓဂရိဒုက္ခဒုက္ခရိပုံလေးမို့လို့တော်သေးရဲ့ဒီဒုက္ခရိဘဝကနေပြီးတော့သုတိကြပိတရားတွေမေးလျော့နေတဲ့ပုဂ္ဂိုလ်များအတွက်ဒီတာနဲ့ဒုက္ခရိဘဝရောက်သွားပြီပြန်ဒုက္ခရိဘုံပြန်ရောက်ဖို့မလွယ်တော့ဘူးဟုတ်လားဒုက္ခရိဘုံရောက်တဲ့ပုဂ္ဂိုလ်ကအနည်းငယ်လေးပဲလေနော်ဒုက္ခရိဘုံရောက်တဲ့ပုဂ္ဂိုလ်ကအများကြီးတဲ့ဒါကြောင့်မတအပါယေတုပရိပုရိတုဒီတိုင်းပုဂ္ဂိုလ်တွေကဒုက္ခရိဘကိုရောက်တဲ့ပုဂ္ဂိုလ်တွေများချတယ်နော်လူတသိန်းဒီလို့လူတယောက်ပြန်ဖြစ်ဖို့ခက်တယ်တဲ့နတ်တသိန်းဒီလို့နတ်ပြည်ကိုနတ်သားနတ်သမီးပြန်တယောက်ဖြစ်ဖို့ခက်တယ်တဲ့ဘာဖြစ်လို့တော့ဒီဒုက္ခရိဘုံရောက်ကြောင်းကုသိုလ်တွေပြုလုပ်တဲ့ပုဂ္ဂိုလ်ကနည်းတယ်လောဘဒေါသမောဟကိလေသာတွေများထူထပ်ကြတယ်ဟုတ်လားသူနဲ့သူတယောက်နဲ့တယောက်မေတ္တာစိတ်တွေမရှိကြတော့ဘူးဒေါသတွေအာဃာတတွေနဲ့ဘယ်လိုတတ်ရမလဲဘယ်လိုဖြစ်စီရမလဲဘယ်လိုဒုက္ခပေးရမလဲဒါပဲစဉ်းစားကြတယ်လေဟုတ်လားသို့မကောင်းမှုအကုသိုလ်တို့ဖြင့်တွေးထိထားသောပုဂ္ဂိုလ်ရဲ့စိတ်ရိုင်းကြောင့်ချမ်းသာကြောင်းလားဆင်းရဲကြောင်းလားစိတ်ရိုင်းဟာကြောက်စရာသိကောင်းတယ်စိတ်ရိုင်းဟုတ်လားဟာတဲ့တရားအသိတို့ပဲတွေးထိမှုမရှိတဲ့စိတ်တွေရိုင်းတယ်နော်တရားအသိတို့ဖြင့်တွေးထိမှုရှိနေတဲ့စိတ်သာဘာဖြစ်သိမ်မွေးတယ်နူးညံ့တယ်သိမ်မွေးတယ်အာဟုသောပြုရမှာကြောက်တာကိုဟာလည်းပြုမိရင်အဲ့ဒီပြုစေခဏမှာဖြစ်ခဲ့တဲ့အာဟုသောကံတတိကဖခနဲ့မကင်းကြလိုက်တယ်ပြုတိုင်းမှာကင်းကြလိုက်တယ်ပြောတိုင်းမှာကင်းကြလိုက်တယ်ဆိုတိုင်းမှာကင်းကြလိုက်တယ်ကြံစီတိုင်းမှာအာဟုသောတတိကင်းကြလိုက်တယ်ဟုတ်လားတို့အာဟုသောကံတတိတွေကင်းကြလိုက်ပြီဆိုမှဖြင့်အကျိုးပေးစီရလေးကဒါလာလိမ့်မယ်တစ်ဖက်ဟုတ်လားအ
ကျိုးပေးဖို့အတွက်အစင်တဲ့အများကြီးအလူရဲ့ပိမန်းခံပြီးအလွန်လုံးပင်ပန်းပန်းနဲ့ဆင်းရဲဒုက္ခတွေအတိဒုက္ခခံစားရမယ်ခံကြရမယ်ဟိုပြည့်လို့တာရဲ့အကုသိုလ်ကအနေငယ်ခံရတာအများကြီးနော်ဒါကြောင့်သိကြောက်เสียကောင်းတယ်အကုသိုလ်လမ်းကလေအကုသိုလ်လမ်းကပါလေကြောက်เสียကောင်းတယ်အကုသိုလ်မကောင်းဘူးအကုသိုလ်အလုပ်တရားသိကြောက်เสียကောင်းတယ်ကုသိုလ်တရားတွေကြတော့သိပျော်เสียကောင်းတယ်ဟုတ်လားပျော်ပျော်ရွှင်ရွှင်နိဗ္ဗာန်ဝင်ဆိုသလိုလေကုသိုလ်ကောင်းမှုကိုစီရန်ကာလဘာဝနာနိရန္တနာဘာဝနာဆိုသလိုကုသိုလ်တွေပြုလုပ်တဲ့ကာမလည်းပျော်ပျော်ပါပါပြုရတယ်အချိန်ကြာကြာကုသိုလ်တွေပြုရတယ်ဟုတ်လားပျော်ပျော်ပါပါလေကုသိုလ်ကောင်းမှုကိုပြုကြရတယ်ပြီးတော့ထိုကုသိုလ်ကောင်းမှုကိုအချိန်ကြာကြာလည်းပြုရမယ်ဟုတ်လားဘာကြောင့်လဲဆိုရင်ကိုယ်ပိုင်အလုံးမို့လို့ဘာလုပ်တဲ့တရားအလုပ်ဆိုတာကိုယ်ပိုင်အလုပ်ဟုတ်လားအပြင်လုပ်ငန်းတွေကြတော့ဘုံဆိုင်အလုပ်ဘုံဆိုင်အလုပ်ဆိုတာအလုံးဒီနေ့မှပြစ်ထားခဲ့ရမှာဟုတ်လားဘုန်းကြီးတို့အမေတွေဖေတွေညီကောင်မောင်နှမတွေကိုတရားဓမ္မတွေအမေဒီမိသားစုပတ်ဝန်းကျင်ကိုလှမ်းကြည့်လိုက်ပါလားဘာတွေယူသွားကြတယ်ရှားလိုက်ကြဖွေလိုက်တာလှုပ်လိုက်တာကလင်တာနေမအညာမချဖွေကြနောက်ဆုံးကြတော့အားလုံးပြစ်ထားခဲ့ကြအားလုံးပြစ်ထားခဲ့ရတာပဲဘယ်လောက်ရှားချထိုရှားဖွေစုဆောင်းတဲ့အခါမှာလောဘတွေဒေါသတွေမောဟတွေမာမနတွေအိတ်တမေ့စရာတွေတပုံကြီးဟုတ်လားအကုသိုလ်တွေတပုံကြီးပြုလုပ်ခဲ့ကြတယ်နော်ဒါပေမဲ့ပြုလုပ်တဲ့အထိုအကုသိုလ်ကံကိုခံရစတဲ့ဆိုဘယ်သူပဲခံရမှာကိုယ်ပဲခံရမှာဟိုလူတွေကဝိုင်းစားလိုက်ရုံပဲဟုတ်လားဒါတော့အဲကြောင့်လို့ထိုက်သူဆံထိုက်တဲ့ပုဂ္ဂိုလ်တော့ဆံရတာပေါ့အထိုက်တဲ့ပုဂ္ဂိုလ်ခံရတာပေါ့ဒါလည်းတယ်နော်ဒါကြောင့်တရားဓမ္မတွေဉာဏ်မျက်လုံးနဲ့ကောင်းကောင်းကြည့်အရိယာမျက်လုံးနဲ့တက်ပြီးတော့ခန္ဓာကိုယ်ဉာဏ်နဲ့ရှင်းပြီးတော့ကြည့်ဟုတ်လားကိုယ်ပိုင်လောက်ကလေးကိုအဓိကပဓာနပြုထားဟုတ်လားအဲ့ဒါ40ကျော်ပြီလို့ဆိုရင်ဘာအလုပ်ကိုအဓိကထားရမလဲနောက်ထပ်သက်တမ်းကနေသွားပြီကိုဟုတ်လား40ကျော်50လောက်ရောက်သွားပြီဆိုရင်နောက်ထပ်ဒီလောက်မနေရတော့ဘူးလေရက်ကဘုရင်တို့85နဲ့80ဆိုရင်ရက်ပေါင်း3000ကျော်ပဲရှိတာ哦နော်ရက်ပေါင်း3000ကျော်ဆိုလိုက်ကြတဲ့ကိုကသုံးပုံနှစ်ပုံဖြစ်သွားပြီနောက်1000တောင်မရှိတော့ဘူးထောင်ပိုင်းပဲကျန်တော့တယ်60ကျော်ရင်လေ90ကျော်ရင်တော့မပြောနဲ့မဲ့ထောင်ပိုင်းပဲကျန်တော့တယ်နော်80ကျော်ရင်တော့နှစ်ပိုင်းပဲရှိတော့တယ်နဲနေတယ်နည်းနည်းလေးပဲကြံတော့တယ်သုံးလို့ရတာလေးတွေလေသုံးလို့ရအောင်မဲ့ရည်ဒီလတဲ့နှစ်ကနည်းနည်းပဲကြံတော့တယ်နော်အဲ့ဒါလို့နည်းနေတဲ့ရှင်ကာလမှာကိုမေးလျော်ပြီးတော့မနေသင့်ဘူးဟုတ်ကဲ့လားမေးလျော်ပြီးတော့မနေသင့်ဘူးဘာလို့ရမလဲမမေးမလျော့တော့သတိတရားလက်ကင်ထားပြီးတော့မလုပ်နေရမယ်ဖမတတ်တာကြိုးစားနေရမယ်ဟုတ်လားဘာကိုမြင်အောင်ကြိုးစားနေရမလဲဒုက္ခသစ္စာကိုမြင်အောင်ဘာသစ္စာမြင်အောင်ခန္ဓာကိုဘာစိုက်ရမယ်ညာစိုက်နေရမယ်ထိုင်နေစဉ်မှာလဲခန္ဓာညာစိုက်ယနေ့စဉ်မှာလဲခန္ဓာကိုဉာဏ်လေးနဲ့စိုက်သွားနေစဉ်မှာလဲခန္ဓာဉာဏ်စိုက်လျောင်းနေတဲ့အခါလဲခန္ဓာဉာဏ်စိုက်ဟုတ်လားသမင်းပဲစားစားရေပဲတောက်တောက်ဘာပဲလို့မြတ်စွာဘုရားရှင်ကတော့သာယီဒီခာယီဒီသံပဇာနာကာရီဟောတိလို့ပြရေလေးတောက်တာသမင်းဟင်းလေးရစားတာအဖျော်ရည်လေးတွေတောက်တာတက်သီးလေးတွေစားတာလျက်တာထို့ထို့ချိန်တိုင်းမှာလည်းပဲဘာနဲ့နေပေးပါတယ်တတတရားနဲ့တတိနဲ့ပေါ့ဒါစိုက်နေရမယ်
ရုပ်ခန္ဓာပေါ်မှာညာဆက်ရမယ်နာခန္ဓာပေါ်မှာညာဆက်ရမယ်လေယုံနာဆိုတဲ့ခန္ဓာအစဉ်ပေါ်မှာပါဆက်ရမယ်ခန္ဓာရဲ့ပေါ်လာတဲ့ပေါ်ခန္ဓာပေါ်မှာညာလေးတို့ပဲဒီဇိုင်းမမဒီဇိုင်းမမဒီဇိုင်းမမအကဲကပ်ပြီးတော့ကြည်ပါများလာလို့ရှိရင်ဘာပဲပေါ်ပေါ်ဖြစ်ပေါ်လာတဲ့မြတ်တော်သင်္ကတတရားတို့သည်ဖြစ်ပြီးဓာတုအလုပ်ကိုဖြစ်ပြီးပြည့်စည်တဲ့အလုပ်ကခန္ဓာရဲ့အလုပ်ဖြစ်ခြင်းလက္ခဏာဖြစ်ခြင်းလက္ခဏာကိုထိုးထိုးထွင်းထွင်းကွန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 ်းမြင်အောင်ကြိုးစားရမယ့်အလုပ်ကဉာဏ်ရဲ့အလုပ်ဟုတ်လားသုံးညဆိုင်အောင်အားထုတ်ရမယ့်လောကဘာလို့ဉာဏ်အလုပ်ခန္ဓာဉာဏ်ဆိုင်ရမယ့်လောကကိုယ်အလုပ်ယောဂီရဲ့ကိုယ်ပိုင်အလုပ်ဟုတ်လားအရိယာဘုဒ္ဓအရိယာဘုဒ္ဓမှာသတိပြထမ်းသောဉာဏ်တို့ဖြင့်ဖမထထဖမထထဖမထထကြိုးစားမယ်ပွားများမယ်အားထုတ်ကြမယ်ဆိုရင်စိတ်အစဉ်ထဲမှာကိလေသာတွေပါလာမှာပေါ့ဘယ်ရှင်ကြည့်ကြည့်လေဘယ်ချင်းကြည့်ကြည့်ခန္ဓာကိုဉာဏ်နဲ့ထောက်ပြီးကြည့်လိုက်တဲ့မှာအကြည့်ခန္ဓာသည်အကြည့်ဉာဏ်အောက်မှာဒရဇတ်ပါပြည့်လိုက်ဖြစ်လိုက်ပြနေတာပဲဟုတ်ကဲ့လားမဖြစ်မပြည့်တဲ့ရှင်ကတစ်စက္ကန့်လေးမှမရှိဘူးနော်စောင့်ကြည့်ပြီးခန္ဓာမဖြစ်မပြည့်တဲ့ရှင်ကလေးမြရှိရလားလို့ကိုကြည့်ပြီးဟုတ်လားညကာလမှာကောမဖြစ်မပြည့်တာလေးရှိလားလို့ပြန်ကြည့်ညီတညလုံးလည်းပဲခန္ဓာကဘာဖြစ်နေဖြစ်ပြနေတာပဲတဏီကုံလည်းပဲဘာပြနေတာအဖြစ်တာနဲ့ပြစ်တာပဲပြနေတာဒါဉာဏ်ဆက်ကြီးမှတွေ့တယ်နော်အာဆက်ကြီးမှခန္ဓာကိုရုပ်ပေါ်နံပေါ်ဉာဏ်လေးနဲ့စိုက်ပြီးကြည့်တောင်းကြစိုက်ပြီးဒီဇိုင်းမကဲကပ်ပြီးကြည့်ပြီးမပြင်းနဲ့ကြည့်တဲ့အခါမပြင်းနဲ့ဝရိယအမြဲတမ်းဆောင်ထားဝရိယဝါတော်ကိနာမကမနသစ္စရိလို့ဘုရားဟောတယ်မို့လားလုံလာဝရိယရှိတဲ့ပုဂ္ဂိုလ်သည်တရှိရင်မှာပန်းတိုင်ကိုရောက်မယ်လို့မိန့်တယ်လေရှိတဲ့ပုဂ္ဂိုလ်ဇွဲလုံလာဝရိယတို့ဖြင့်ဗမာတက်ကြိုးစားနေတဲ့ပုဂ္ဂိုလ်အတွက်နိဗ္ဗာန်ဆိုတာလက်တလန်းဟုတ်ကဲ့လားကြိုးစားတဲ့ပုဂ္ဂိုလ်အတွက်နော်ကြိုးစားပါရဲ့လမ်းမမှန်မှုဆိုရင်လည်းလူရှိချိုးမနှက်ပြန်တော့ညီကောင်းလမ်းမှန်နဲ့တွေ့ဖို့လည်းလိုတယ်ဟုတ်လားဆရာကောင်းသမားကောင်းများနဲ့တွေ့ဖို့လည်းလိုအပ်တယ်နော်လောကီဆရာမရင်တဘဝပဲသိမှာကိုလောကုတ္တရာဆရာမရင်တသံတရားလုံးဒုက္ခရောက်တယ်နားလေရလားလောကီဆရာမရင်တဘဝပဲသူသိရမယ်လောကုတ္တရာဆရာမရင်တသံတရားလုံးဒုက္ခရောက်တယ်ဒါကြောင့်မို့လို့ဘုရားကမိန့်တယ်လောကုတ္တရာအရာမဆရာမကင်းသင့်လောကုတ္တရာအရာမဆရာမကင်းသင့်ဆရာသမားတွေသိရကြီးတယ်ယတဗုဒ္ဓညာယတတပရိယတိတဘောဟိုတိုင်းမှာသွားညွန်ပြတဲ့ပုဂ္ဂိုလ်ကိုတွေ့အောင်ချပါတဲ့မတွေ့မရှင်းချပါနဲ့ဟုတ်လားဟိုတိုင်းမှာသွားညွန်ပြတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရင်တဲ့ဒီပုဂ္ဂိုလ်အနာကပ်ပြီးဘာလို့ပြီးပါတရားတွေနာပါသစ္စာတရားတွေနာထောင်ဖို့ခန္ဓာတရားကိုနာထောင်ဖို့ဟုတ်လားအဲ့တော့ခန္ဓာတရားသစ္စာတရားတွေဖမတတ်တဲ့နာယူတဲ့ခါမှာနှလုံးသွင်းတော့မမားစေနဲ့တဲ့ဘာမမားစေနဲ့နှလုံးသွင်းမမားစေနဲ့အခါတရားနှလုံးသွင်းမားပုံလေးတွေလူတွေမားမို့ယဟန်တော်တွေလည်းနှလုံးသွင်းမားတယ်နော်ဘယ်လိုမားလဲဆိုတော့ကိုရောကလူတယောက်ကျောင်းကိုရောက်လာတယ်ပေါ့လေကျောင်းရောက်လာတော့ဟိုမှာဘုန်းကြီးတို့လက်တွေ့ဘုန်းကြီးကမွေးနေ့မတိုင်ခင်ငှက်ကလေးတွေဝယ်ပြီးတော့လွတ်တယ်နော်
ကလေးတွေဝယ်လာတော့သူတို့ထက်ထားတဲ့အင်္ဂလိပ်ကငယ်လေးတွေကိုလက်ရှုကြတယ်ခက်ကြဲကြဲလေးမှပြောင်းပြီးတော့သူတို့အမောပြေမှပြီးသူတို့တချို့ပုဂ္ဂိုလ်တွေကကြက်သေးပြီးတော့မွန်းကြက်ပြီးတော့သေလောက်တဲ့အချိန်တချို့သေနေကြတချို့အသေးကောင်းလေးပါလာတယ်မွန်းကြက်တယ်တနေရာလေးမှာသူတို့ကအမောပြေနည်းနည်းလေးပြောင်းစာရီကျွေးစာရီသာကျွေးပြီးတော့တညလောက်ထားလိုက်တယ်နောက်တနေ့ကြာမှအကုန်လွတ်လိုက်တယ်တချို့လွတ်ပဲညားတော့လဲမပြန်နိုင်ဘူးမသွားနိုင်ဘူးတကားတွေဖွင့်ထားတယ်အပေါက်လေးချောင်းကြီးအတွင်းထဲပြန်ဝင်တယ်အခုဘာဖြစ်လဲဆိုတော့ဘုန်းကြီးတို့ဟိုမှာတော်တယ်တော်ရမှာလွတ်ထားတာကျိုးလေးတွေပြင်မတခါတည်းပြင်ပကုံပြေးနေကြတော့မဲ့အစာကြတော့ခန်းထဲမှာအဲ့ဒီသူတို့ထားခဲ့တဲ့နေရာမှာလာအပြန်ရှုကောင်းလေးလာပြန်စားတာတကားဖွင့်ထားလည်းမပြန်ဘူးပြန်ခဏလေးပြန်ခေါင်းထဲမှာအချင်းချင်းလေးမှလာနေတာနော်တန်ချန်လေးနဲ့ထားတော့ကျေတာပေါ့လေအလျားကတော့9ပေ6ပေလောက်ရှိတယ်အနံကတော့2ပေခွဲလောက်ရှိတယ်ကျေဝအဲ့ဒီမှာအစာရည်တာပြီးထားတဲ့ကြီးကိုသူအပြင်မှာမစားအစာဒီပါတွေရှာမစားတတ်ဘူးထင်ပါရဲ့အဲ့ဒီမှာလာပြီးအပြီးထားတော့လာစားကြတကားဖွင့်တာ2ကောင်3ကောင်5ကျော်ဒီတိုင်းဘယ်လိုမှမသွားဘူးဖြစ်ဒီတိုင်းလွတ်ထားတာတကားဖွင့်တာမသွားဘူးချောင်းကြည့်တယ်တွင်ထဲပြန်ဝင်အပြင်ကိုလှမ်းကြည့်တယ်တွင်ထဲပြန်ဝင်ကြည့်တယ်ဟိတ်ကောင်လေးတခါတည်းကြကိုကလက်ကလေးနဲ့ကင်ပြီးတော့ကဲမင်းအပင်ပေါ်တဲ့အကိုက်မှသွားတင်တယ်ပြန်ပြီးခေါင်းတဲ့အထက်ပြန်ဝင်တယ်ညီသားကြပြီးသားဖြစ်ဒါကြောင့်မို့လို့ပုထုဇဉ်အဲ့ဒါစဉ်းစားနေပုထုဇဉ်နေရလဲအဲ့ဒါလိုပဲဘယ်ထဲမှာပဲနေချင်းကြကျင်းမြောင်းတဲ့လူလောကဆိုတာကျင်းမြောင်းတဲ့ဘဝဟုတ်လားနတ်တို့ထက်အများကြီးကျင်းမြောင်းတာကိုဟုတ်လားကာမသုတိခုနှစ်ပုံထဲမှာလူလောကသည်ကျင်းမြောင်းတယ်ဘာဒီကျင်းမြောင်းတယ်ဆိုတာကိုယ့်ဟာကိုယ်စဉ်းစားလိုက်အသွားလာကျင်းမြောင်းတဲ့တမျိုးသွားရင်လည်းသွားလို့မရဟုတ်လားတော့ကြဟိုအဖန်စီခံရတဲ့တမျိုးကျင်းမြောင်းတယ်လေပြီးတော့အကျွေးတွေကလည်းနေလာအများကြီးလားဈေးဆိုင်ရောင်းပြန်တော့ဈေးဆိုင်မှာအကောက်တွေလာလိုက်တာမပြောနဲ့အကောက်တွေကတော့မပြောနဲ့တော့ကားနဲ့သွားရင်ကားလိုက်ကောက်တာတမျိုးဟုတ်လားဘုန်းကြီးတို့သွားနေတော့ဘုန်းကြီးတို့ယဟန်တော်ကြာနည်းနည်းတော်တယ်စာရေးထားတာကိုရှိကစာရေးထားတော့အဲ့ဒါကားချင်းတောင်မတူသေးဘူးဟိုဘုန်းကြီးတို့သာသနာကြီးကရထားတဲ့ကားနဲ့ဆိုလို့ချင်းနေပြီးတော့မန္တလေးရန်ကုန်သွားပိုက်ဆံကိုမကောက်ဘူးဝေးကြပဲဖွင့်ထားပါဝါရှိတယ်အဲ့ဒီကနော်ဒီပင်ကယူနာမည်တော့ထည့်ထားတာပဲသာနံဘမဟုတ်ဘူးဆိုရင်ကောက်တာပဲဘုန်းကြီးမပြောနဲ့ဖယားလည်းကောက်တာပဲဟုတ်လားဖယားနဲ့ဘုန်းကြီးတို့ဖယားပင်လာကိုယ်ကလေးနည်းနည်းတည်းကြာနေပါပဲဖယား3သီးလောက်ဖယားတွေပင်လာဟာအကောကောက်တယ်အဲ့ဒါဘုန်းကြီးရကောဟိတ်ကောင်ဒီမင်းတို့ဖယားကိုလည်းအကောက်ကောက်လာကွာပြောဖယားလည်းမင်းတို့စီမှာကောက်ခွန်လုပ်ရတယ်ကောက်ခွန်သွင်းရတယ်အဲ့လိုလားမင်းတို့ဗုဒ္ဓဘာသာကဟုတ်ရဲ့လားမင်းဘာသာရှားလားမွတ်စလင်လားအစ္စလမ်လားပြောရတယ်ဘာသာချက်တဲ့အစ္စလမ်မွတ်စလင်တွေတော့မှမကောက်ဘူးမင်းတို့ကောက်တယ်ပေါ့လို့ပြောလိုက်တော့မှတဝက်လောက်တော့ချုပ်ပြီးပါမယ်ဖယားမို့လို့တဝက်ချော့တာမင်းတို့မကောက်ပဲလွတ်လိုက်ပါလားဖယားကိုကုသိုလ်ရအောင်လုပ်ပေးပါလားကွာမင်းတို့ကာယကုသိုလ်လေးယူလိုက်ပါလားတပည့်တော်တို့မှလည်းဒါဘာဆွဲထားတာဆိုလည်းမသိဘူးလေးလံဆွဲတာတော့အမျက်ဆုံးရဖို့လဲလူတာပေါ့ဘုရားဘုရားတော်အမျက်ဆုံးရဖို့လဲလူတာပေါ့ကိုတော်တို့ကိုဟာကိုကြည့်လို့မရတပည့်တော်တို့ကိုဟာကိုကြည့်လို့ရလားအဲ့ဒါပြောတယ်မင်းတို့ကောက်တာတယ်မင်းတို့ပိုင်ရှင်တာအကုန်လုံးထဲ့ရလားမင်းတို့အိတ်တဲ့ထဲ့တဲ့အချိန်ကမများဘူးလားကိုတို့ဘယ်တော့မှမြင်လဲမင်းတို့လှုပ်တာကိုမြင်တယ်ငါဘယ်လောက်ရောက်ထားရထားတယ်မင်းတို့အဲ့ထက်မှာဘယ်လောက်တဲ့ငါပြောရမလားပြောအိမ်နန်းနဲ့ကငါတင်ပလိုက်ရမလားပြောအဲ့တို့တော့မလုပ်ပါနဲ့ဗျာတပည့်တော်တို့ဖះတော့ခွင့်လက်ဆိုတော့ခွင့်လက်ပါမယ်အိမ်နန်းနဲ့တင်မယ်လို့ပြောတော့မှခွင့်လက်ပါမယ်တယ်လို့အမလေးတော်တဲ့လောကကြီးအဲ့လိုလည်းရှိသေးတာ
နော်ညကြီးဗျာညတနာကြီးလောက်12နာရီကျော်လောက်ရှိတော်တော်ကဘုန်းကြီးတို့ရခိုင်မြောက်အမေကြီးမှာဘုရားတွေတည်းပင့်သွားတာအဲ့လိုဖြစ်တာတခါတည်းပြောရတာတချို့ပုဂ္ဂိုလ်တွေကြတော့လိမ္မာကြတာပဲဝိကြီးကပဲလက်အိုးလေးရှိပြီးတော့ကုသိုလ်တွေယူကြတာနော်လူတိုင်းကိုပြောတာမဟုတ်ပါဘူးတချို့ပြောတာနော်ဟိုဘာသာသာသနာကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကြကလေးငယ်တွေကလေးမလေးတွေအများကြီးရှိတယ်တချို့ပုဂ္ဂိုလ်တွေကတော့သွားလို့ချင်းအဝိကပဲလှမ်းပြီးတော့ရဟန်းတော်သံဃာတော်များတို့ပြီးအရှင်သင်လုပ်ပေးချကြချို့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီမောင်နှံကြီးကိုဘယ်တော့မှမတင်ဘူးချမဲချမပေးတယ်မြတ်ဘုန်းကြီးတို့နောက်ကဘုန်းကြီးနဲ့တက္ကတယောက်ကလည်းသူကညွန်ကြားရေးဌာနကအဲ့ဒါညွန်ကြားမှုပါသူကပါတော့သူကတက္ကဖွင့်နေကြည့်တယ်သူတဲချင်းပဲဘုန်းကြီးကတော့သူ့ရဲ့ဘေးနားကထိုင်တယ်ဟောတော့ဘာပြောလဲဆိုတော့မင်းတို့ဒါငါကဘာစင်ဘယ်နေရာဘယ်ဌာနကနော်ဆိုတော့မှပတ်စံမဲ့တောင်းထားတယ်သူကလက်ဖြန်ထားတယ်ဟိုကညွန်ချုပ်ကဘာလို့လဲတိုင်းဆိုလက်ကိုပုတ်ချလိုက်တယ်တိုင်းဟဲ့ကွာမင်းကမသိဘူးလားကွာအဲ့တော့မသိဘူးဘယ်ကလဲမသိရင်မဲအကြောင်းသိမယ်အဲ့တော့မလုပ်ပါနဲ့ဆရာတဲ့ကျွန်တော်ခွင့်ပေးပါမယ်ပတ်စံမကောင်းမကြည့်ဒီမှာဘုန်းကြီးရှိတယ်။အော်ဖို့ကျွန်တော်ဘုန်းကြီးမမြင်ဘူးပဲပတ်စံတောင်းဖို့ပဲမြင်မလို့ဘုန်းကြီးကိုမမြင်ဘူးပတ်စံကိုပဲပတ်စံတောင်းဖို့ပဲမြင်တာအဲ့လိုရတဲ့ခါတည်းကျလောကရှိတယ်ဗျာမရှိဘူးလားရှိလားဘာဖုံးလားဖုံးတော်ထားတာအဝိဇ္ဇာဖုံးထားတာမောဟလေလောဘလေလောဘဒေါသမောဟတွေဖုံးလုံးတဲ့ခါကျတော့အကြောင်းကျိုးကောင်းတဲ့ကုသိုလ်လားအကုသိုလ်ယူရမှာအကုသိုလ်မသိဘူးလေဟုတ်ကဲ့လားအဲ့တော့သိတဲ့ပုဂ္ဂိုလ်ကအနည်းငယ်သာတရားဓမ္မတို့ရဲ့မသိတဲ့ပုဂ္ဂိုလ်ကများတယ်ဒါကြောင့်သာလေလောကမှာလူတွေကလူသေးလို့လူတယောက်ပြန်ဖြစ်ဖို့ခက်တယ်လို့ပြောတာပေါ့ကုသိုလ်စိတ်နဲ့နေတဲ့ပုဂ္ဂိုလ်ကနည်းနည်းလေးပဲဟုတ်လားကုသိုလ်လုပ်တဲ့မွေးပြောတဲ့ပုဂ္ဂိုလ်ကအနည်းငယ်လေးသာအကုသိုလ်တွေနဲ့လောဘဒေါသမောဟမာတို့နဲ့မွေးပြောတဲ့အချိန်ကအများပုဂ္ဂိုလ်အများကြီးပဲဘယ်သွားပဲလားအဲ့ဒါလူတွေမှမဟုတ်ဘူးတို့သာသနာဝန္တယဟန်တော်တွေလည်းဒီတိုင်းပဲဒီတရားနဲ့နေတဲ့ယဟန်တော်တွေကအလွန်နည်းတယ်နော်မတရားနဲ့နေတာတချို့ပရိယတ်ကြီးလည်းမလုပ်ပฏิပတ်ကြီးလည်းမလုပ်ဒီနေ့ကကိုတော်ကြီး2ပါး3ပါးရောက်လာတော့တပည့်ရတို့ဆင်းရဲတယ်ဗျာတဲ့တပည့်ရတို့ကိုတပါးကြောင်းလေးနဲ့ဝါကြောင်းလေးနဲ့နေပါတယ်တဲ့တပည့်ရတို့ကစံတအိတ်လောက်တော့မပေးကျင်ဘူးလားတဲ့တပါးကိုစံတအိတ်လောက်မပေးကျင်ဘူးလားဖေဟာပြောလိုက်တယ်ကိုတော်တို့စေနာတစိမ့်မှတအိတ်မပြောနဲ့စံစိတ်တစိမ့်လောက်တော့စေနာမရှိဘူးအနတ်ထွက်နေတယ်ဟုတ်လားအာကုသို့အနံ့ထွက်နေအရက်နံ့ထွက်နေတာလာကြတဲ့ကွာသူ့အနံ့ကြောင့်ကိုတော်မူးရှင်ဖြစ်နေတော်ပြီးဝေးတော့ကိုတော်မူးတူပဲသူတို့အနံ့နဲ့ကိုတော်ကိုနောက်ဆုံးကိုတော်နောက်ဆုံးပြန်တော့အဲ့လိုလွှတ်ရတာကဲသာသနာမှာလည်းပဲတရားဓမ္မတွေငရဲပြေသွားမဲ့ပုဂ္ဂိုလ်တွေနည်းလားများကြီးလားများတယ်ဗျာသာသနာအကြောင်းရင်းခံမှာအကုသိုလ်ယူနေကြတာလေမကောင်းတဲ့ဒုစရိုက်တွေလုပ်နေကြတာတိခါဘုဒ္ဓလည်းမဆောင်ချောက်ဘူးဝိနည်းဆိုတဲ့သင်မှမသိယူပဲကိုသင်လည်းမသိမြအခုချက်ချင်းယဟန်လုပ်တဲ့ကိုရင်ကြီးတစ်ခုတတဏီယာကသွားပြီးတော့ယဟန်ခံလာတာယဟန်ခံပြီးတဲ့ဘာလုပ်တာကြောင်းချတော့တာပဲဝါမရှိသေးဘူးရက်ပိုင်းရှိသေးကြောင်းထိုင်ဖို့စဉ်းစားလာတာတော့ပြန်တော့ထွက်တယ်ပေါ့တရားအတိမှမရှိပဲကိုတကယ်တရားအတိလေးသဘောပေါက်လာတဲ့ပုဂ္ဂိုလ်ကြတော့ကြောင်းထိုင်ရမှကြောက်တယ်ဆရာသမားတွေနဲ့အနိကနေတဲ့ကိုယ်ကပ်ပြီးတကောင်းသက်သားလေးကုသိုလ်စိတ်နဲ့ပဲနေသွားတဲ့ပုဂ္ဂိုလ်ရှိတယ်တရားနဲ့နှိစက်တဲ့ပုဂ္ဂိုလ်တွေကတရားအတိတွေမရှိနာလဲနားတော်မှမရှိကျင့်လဲကျင့်တော်မရှိတဲ့ပုဂ္ဂိုလ်ကြတော့အဲ့ဒီစိတ်မရှိဘူးနော်ဘုန်းကြီးတို့ဒီမှာလဲခဏတို့ခြုံရအဲ့လိုလာပြီးတပည့်တော်တို့လမ်းစိမရှိလို့ပါဖေရဘာဖြစ်လို့လဲစိတ်ကူးသားလို့ပါဖေရတခါတော့ကဘုန်းကြီးကြတယ်ဟိုသက်သားကြောင်းလေးနဲ့ဒီကြောင်းစာသူတော်တော်ကဒကာမတယောက်ရောက်လာတယ်ရှင်ဘုရားတပည့်တော်ကိုပတ်စံ1000လောက်ပေးပါတယ်က
ကိစ္စရှိလို့ဟာကျုပ်ကပိုက်ဆံလည်းမကင်ဘူးပိုက်ဆံလည်းမကင်ပိုက်ဆံလည်းမရှိဘူးဒါဆိုရင်လည်းအရှင်ဘုရားတပည့်တော်អော်လိုက်မယ်လေဟာတိုင်းဆိုဘုန်းကြီးကပရင်းပေါက်ကထုံပြေးရောပရင်းပေါက်ကဝါကြောင်းလေးကိုသက်သားကြောင့်လည်းခုံဆင်းပြီးရောအဲ့တော့ဟိုဘဥစဉ်နေတော့ဥစဉ်နေလာဟိုဘမာတုကမတကောင်ကဘာလို့ငါ့ကိုတပည့်တော်ဒီလိုအဲ့တော့ဥစဉ်လာတော့ထွက်ပြေးသုံးခါကြနောက်ဒီအကြောင်းမှတစ်ခါလာသေးတယ်ဒါဒီအဲ့ဒီခါကြတော့ဘာလို့လဲတပည့်တော်မှာအမျိုးသားနေမကောင်းလို့တဲ့အမျိုးသားဆေးုံတက်နေရတော့အရှင်ဘုရားဆေးဘဝခါလေးတပည့်တော်လှူပေးပါဦးလေကြည့်လိုက်တယ်ဒီကမှဒီသုံးခါမြောက်ငါ့ကိုဒုက္ခပေးဖို့လားအဲ့ဒါဒကာကြီးတယောက်ကဒကာဥဒန်းတင်ဒကာကြီးဥဒန်းတင်ရောက်ရှိတာအနာမှာကိုပြင်းမှလမ်းချောင်းတယ်ဒကာကြီးခဏလာပါဦးဗျာဒီကမှကြည့်ရှင်းလိုက်ဒုက္ခပေးဖို့တော်သေးတယ်ကျုပ်ထွက်ပြီးလို့သာဒီတကမအော်ဟုတ်လာတယ်ခြေဆရာတော်ကြီးတိုင်းဆိုအဲ့ဒါရနဲ့ထုတ်တယ်အဲ့ဒါလို့ဗျာဘုတော်မလာတာတော့ကြာပါပြီပြီးမှမပေးပဲကိုဟုတ်လားကိုမပေးမဲ့ပိုက်ဆံလည်းမျိုးကိုပိုက်ဆံလည်းမကင်ဘူးလေလောကမှာဒီလိုလဲလူမိုက်တွေရှိတယ်ဟုတ်လားအဲ့တော့စိတ်ပိုင်းဆိုင်ရာလေးဒီအားနေတာပြောတာနော်တန်ခါကိုတန်ခါလို့မမြင်ဘူးမကောင်းတာတွေလုပ်ဖို့အဲ့လိုဒုက္ခပေးဖို့ကြံစီရတဲ့ဘုလောကမှာမရှိဘူးလားအဲ့တော့ဘာဖြစ်လို့ဒီလိုစိတ်ရိုင်းတွေဝင်ကြတာလဲလို့မေးဘသူဆုံးမမရှိလို့ဒါလူဖြစ်ဖြစ်ယဟန်ဖြစ်ဖြစ်မြည်သည့်ပုဂ္ဂိုလ်မဆိုနော်တို့ယဟန်တော်တွေလည်းဒီတိုင်းပဲလူတွေလည်းဒီတိုင်းပဲဘသူဆုံးမမရှိရင်မြတ်စွာဘုရားရှင်အဆုံးအမတရားတော်တို့ဖြင့်မနေထိုင်ဘူးလို့ဆိုရင်ထိုပုဂ္ဂိုလ်ဒီမရိုင်းဘူးလားပြောကြရေးထပ်ပြောအောင်မတခါတော့သီလရှင်တစ်ပါးအသက်30ကျော်လောက်ရှိတယ်တရားဟောလို့တရားတော်လာဇေယျစကလာတယ်ရှာထုတ်ပြတယ်မျက်စိနှိပ်ပြတယ်ဒါတော့ကြာပြီနော်ရှာထုတ်ပြတယ်မျက်စိနှိပ်ပြတယ်ရည်ပြတယ်ကိုကလည်းဘာမှဟောသူလုံးပြနဲ့ကြည်စမ်းပါအောင်အာကိုသူတွေနဲ့အမှညှူဆွဲတဲ့သဘောပေါ့ဒီဘုန်းကြီးကသူ့စိတ်ဝင်စားမလားလို့ဘုန်းကြီးတို့ကဒါလေးများစောဖေတို့ကတော့နွားချီလောက်ပါတယ်စိတ်မဝင်အဲ့ဒါလို့စိတ်သက်ရှိရင်သာသနာနဲ့ယဟန်တော်မလို့ဘူးဟုတ်လားဒီကိလေသာစိတ်ကြီးသိရှိလို့ရှိရင်သာသနာတဲတော်မနေဘူးဘုန်းကြီးတော့မလုပ်ဘူးဟုတ်လားဘုန်းကြီးဘဝသာသနာယံဒီယဟန်ဘဝဆိုတာအလွန်ဘုန်းကြီးတို့တရားဓမ္မတွေစီကံစနစ်ရှိတာဟုတ်လားဝိနည်းဆိုတာစီကံစနစ်မဟုတ်လားအဲ့တော့စီကံနဲ့ဘုရားအဆုံးမစီကံနဲ့နေသွားတော်မူကြတော့နေသွားတော်မူကြတဲ့ရှိရှိယဟန်တော်အရှင်မြတ်ကြီးတို့ဒီသောတာပန်တွေသရဂံတွေအနာဂံတွေယဟန်တာတွေဖြစ်ကြတယ်မဟုတ်လားဘုရားရှင်ရဲ့အဆုံးအမတရားသည်ဘာဖြစ်စေတယ်အလုံးဒုက္ခငြိမ်းစေတယ်ဘာငြိမ်းစေတယ်ဒါဆိုဒုက္ခငြိမ်းတဲ့အလုပ်တွေကိုလုံးဝဒုက္ခငြိမ်းမှာပေါ့ဟုတ်လားဒီနေ့ကတော့ပြောဒကမကြီးတရားဘာပြောလဲဖုံဖုံငယ်ငယ်တုန်းကတော်တော်ခက်ခက်ချောချောပဲနော်ဟိုတက်ကလေးမှာဟိုအငယ်ဆုံးကို22နှစ်ပဲရှိသေးတယ်တော့22 23အဲ့ဒီရွယ်တုန်းကဓာတ်ပုံလေးတစ်ခုကိုဝန်းခွဲညီတယောက်ကအမေရိကန်ရောက်နေတော့သူကဝန်းခွဲညီကတပည့်တော်မှာငယ်ငယ်တုန်းကဓာတ်ပုံရှိတယ်တဲ့ရှင်ပြန်ပေးမယ်သူပေးလိုက်တာဘုန်းကြီးရတယ်မတတိမထားတော့အဲ့ဒါသူစီရကူပြီးတော့မှယူလာဘုန်းတော်တော်လေးကငယ်ငယ်တော့ခန့်ချောပဲနော်လေလားသေးဟုတ်ပါဘူးဗျာလို့ဒီပုံစံပါပဲဒီအခုလက်ရှိပုံစံနဲ့ပဲတူတော့မှာတော့ပြောရသေးတယ်ဟုတ်တယ်လို့ဆွမ်းခံသွားလို့ချင်းကျုပ်တပိတ်ကိုခန်းထဲထားပြီးတော့ပစိုးနဲ့အင်ကြီးအပေါ်လာပို့တာရောအရှင်ဘုရားထွက်ပါတပည့်တော်တို့အကုန်ဆောင်ချောက်ပါမယ်ထပြေးရတာခြံဝနာပြေးတာငါတပိတ်ပြေးအဲ့ဒါရှင်မတင်မှာရွယ်ကုန်တဲ့ဝဲလို့ဖြစ်တယ်မပေးငါပဲရွှေခွေးပေးဆိုလို့အဲ့လိုအဟုတ်ဘုံတရားဓမ္မတွေမုသဝါဒမပြောဘူးနော်အဟုတ်ဘုန်းကြီးကတွေ့ကြုံပြောပြတာအဲ့တော့ကတဝါအဲ့နဝါယအဲ့တော့ကနဝါယအဲ့တော့အလင်းပေးခိုင်းတယ်ပြချသူကငါអော်လိုက်မယ်သူမអော်ကိုអော်မှာ
အဲ့ဒီကကြတော့အော်မလို့ပြောတော့ဘာပြောတော့မောပါနဲ့တဲ့တို့တပိတ်လာချတော့ထုတ်ထွက်တပိတ်ယူပြီးတော့ဘယ်တော့မသွားတော့အဲ့ဒီအဲ့ဒါဆုံးကဘယ်တော့မသွားတော့ဘူးအဲ့ဒါလို့လောကကြီးပြောတာမျက်စိအကြည့်မှားတာပြောတာဟုတ်လားအကြည့်မှားတဲ့ဒီမျက်စိအဝိဇ္ဇာမျက်လုံးနဲ့ကြည့်ရင်လောကကြီးဟာတရားဓမ္မပြီးပြောစရာလားကြောက်စရာလားမကြည့်တတ်ရင်တဏှာကြည့်တတ်ရင်ဘာဝနာဟုတ်ကဲ့နော်ရရတိုင်းမှာမြည်သည့်ပုဂ္ဂိုလ်မဆိုတဲ့အဝိဇ္ဇာတဏှာမျက်လုံးနဲ့ကြည့်ရင်လောကကြီးဟာသိကြောက်စရာကောင်းတယ်ဟုတ်လားမြင်စိတ်တော်လည်းမြင်စီနဲ့တော့မြင်တဲ့ခါတော်လုံးကြားတဲ့ခါတော်လုံးကြည့်ပါလားတို့ရှေ့တော်ဒီဟိုနိုင်ငံမှာကွင်လေးတစ်ပတ်ကဇာအဘိညာဉ်ရထားတာလေဟောသူ့ရဲ့ဥပ္ပစ္စေလုံးတဲ့ပုဂ္ဂိုလ်ယဟန္တာကြီးကတော့ဇာအဘိညာဉ်မရဘူးရိုးပဲယဟန္တာပြကွင်လေးကတော့သမထတွေအာထုတ်ပဲဇာအဘိညာဉ်မျိုးမေချုံမိုးပြန်နေတယ်ဆရာဥပ္ပစ္စေကပြောတယ်ငါတပည့်တဲ့မင်းခဏဇံဝင်မကစားနဲ့တော်ကြအကမ်းမနဲ့ညားလိမယ်ဟိုကပြောတာဟောတယ်အားရတယ်အရှင်မြတ်ကြွဒီနောက်ကလိုက်လာဟိုမျိုးစုံနာရောက်ပြီဆိုတော့သူကအသာလေးဖြတ်နေတကူနဲ့လာပြီးတပိတ်ကိုလာကတ်တာမင်းအဲ့ဒါလောက်ဒီဒုက္ခရောက်မယ်နော်သူကတော့ဆွမ်းနေပါတယ်ခံပြီးဥပ္ပစ္စေတို့ကပုံမှန်လေးဆွမ်းခံပြီးပြန်လာတာသူကဆွမ်းခံပြီးတော့ကောင်းရင်ကပြန်လာတဲ့အခါမှာတောတောင်ဖြတ်ကျော်ရတာကိုတောဆိုင်လေးဖြတ်တော့ထင်းခွေသမားလေးထင်းခွေတဲ့ကောင်မလေးတက္ကမလေးတယောက်ကလည်းတချင်းလေးဆိုးပြီးနေတော့သူကကောင်းရင်ကအသင်တချင်းဆန်နဲ့အတန်လည်းကြားလိုက်ရောအတန်နဲ့ဆုံးကြတော့ခဟုတ်လားအတန်နဲ့ဆုံးကြတော့ဘာဖြစ်တယ်ကြားစိတ်ကိုသတိမထားမိတဲ့တွေ့တာကြားစိတ်နောက်ကိုလိုက်သွားရောကြားတဲ့အတန်နဲ့ပဲလိုက်တော့ထင်းခွေသူမလည်းသူ့လည်းမြင်ရောဘိုးကြီးကလှမ်းမြင်တော့ဟောအတန်အသားရလိုက်တာဆိုတိုင်းဆိုရင်ငှက်ကလေးတကောင်အတောင်ကျိုးဆင်းတယ်လို့ဖြုတ်ဆိုရင်ပြုတ်ကြဇန်ချောတာအဲ့နာရောက်တော့မျိုးသမီးလေးနဲ့ရောက်တော့မျိုးသမီးလေးကိုရင်ရဲ့တပည့်တော်တို့ကလူမိုက်တွေပါဗျာရှင်ဘုရားတို့ကသူတော်ကောင်းလို့တော့ပြန်ပါနော်ပြန်ပါထုတ်ပြန်လို့မရတော့ဘူးမျက်စိထဲမှာမိလောင်သွားတာကိုမျက်စိမှာပါလောင်နေအဲ့ဒါနဲ့နောက်ဆုံးဘလို့မှတားမြသူ့မှာခေါင်းခိုးလေးခုလာတဲ့တင်ထားတဲ့သူ့ရဲ့ဖေရဲ့ပစိုးလေးကိုသူပေးပြီးတော့ခေါ်သွားရတယ်နောက်ဆုံးကြတော့သူလက်ရက်ကန်းလှုပ်တွေလှုပ်တော့အမျိုးသမီးလေးကလာတယ်လာတော့အဲ့ဒီမှာသူရက်ကန်းစမှာသူအကိုတန်းဦးစီးလုံးနေလို့နေအမျိုးသမီးနဲ့ချောင်းချင်းတိုင်းဆိုမျက်စိကိုထိုးလိုက်ရောမျက်စိပေါက်ထွက်သွားပြီအမျိုးသမီးလေးအဲ့ဒီချိန်မှာသူကဥပ္ပစ္စေဆိုစကားကိုပြန်တတိယဩငါဥပ္ပစ္စေဆရာပြောတာဗျာသာမဏေမြဇံဝင်စားကမ္မနဲ့ညာတော့အကမ္မနဲ့ညာဩငါအကမ္မလင်ဖြစ်ရောပေါ့ဒုက္ခရောက်သွားတာတည်းလို့ဟုတ်လားဒါကြောင့်မို့လို့လောကီကုသိုလ်ဒီတရားဓမ္မတွေမမြဲဘူးဟုတ်လားဘယ်လောက်ဇန်နေရဘယ်လောက်ဇန်အဘိညာဉ်နေရဝိပဿနာဉာဏ်မကိန်းသေးတဲ့မြတ်ကလာပတ်လို့ဂတိမမြဲသေးဘူးသဘောပေါက်ရဲ့လားတည်ရမချနဲ့ဘသူဘာဖြစ်တယ်ဘသူမှဇံဝင်စားလို့ရတယ်တဲ့ဘာရသမထသဒုတိယနဲ့တတိယဇံတိသရုဒ္ဓဇံတိဝင်စားလို့ရတယ်တဲ့တည်ရမချနဲ့သူ့ကိုအမြဲတမ်းထိမ့်သိမ့်နိုင်ပါမှတည်တာမထိမ့်သိမ့်မဲ့အနေငယ်လွတ်လိုက်ပြီဆိုရင်ပြုတ်ထွက်သွားပြီဇံပြုတ်သွားပြီဆိုရင်ဒီတိုင်းပဲသူ့လိုငါလိုပဲဇံဝင်စားနေတဲ့ခါကျတော့တက်ကောင်ချမ်းချမ်းသာသာလေးဖြစ်မယ်ဇံဝင်စားမဲနဲ့နေလိုက်တဲ့ကသူ့လိုငါလိုပဲဖြစ်တယ်ကိလေသာတွေကလည်းသူ့လိုငါလိုပဲဖြစ်တယ်ဒီတိုင်းပဲရှိနေတယ်ဟုတ်လားဝိပဿနာဉာဏ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးတရားဓမ္မတို့ရဲ့ဝိပဿနာဉာဏ်အားကောင်းလာလေကိလေသာတွေဘာဖြစ်လာလဲပါလာတယ်ဟုတ်လားအကုသိုလ်တွေမှားလာတာဝိပဿနာဉာဏ်အလို့နားလည်ပြီနော်ကျန်တဲ့ကိလေသာတွေဘာဖြစ်လာလဲတိမ်မွေးလာတယ်နော်စကားအပြောဆိုကကြဒီတရားအတိဉာဏ်အတိတဉာဏ်တွေကိန်းထားတဲ့ပုဂ္ဂိုလ်ဝိပဿနာဉာဏ်အတိလူဉာဏ်တို့တွေကိန်းထားတဲ့ပုဂ္ဂိုလ်လို့စကားပြောတာကအစအမှားပါမှာကိုကြောက်တယ်စကားပြောရမှာတောင်မှမဖြစ်တာလို့သာပြောတာဟုတ်လားစကားတစ်လုံးကိုအမှားမသုံးတော့ဘူးအမှားသုံးရမှာကြောက်တယ်မှားသွားမှာကြောက်တယ်
စကားနဲသွားချတယ်။ဘာဖြစ်တယ်။ဘာဖြစ်လို့တတိမြဲလာတာကိုတတိမြဲလာတာကိုဟုတ်လားခန္ဓာကိုညံဆိုင်ပြီးတော့ကြည်ပံများရင်ညိပံများလာတဲ့အခါမှာရုပ်ကြည်ကြည်နာကြည်သည်အလုံးပဲလိုပဲမြင်လာတယ်အနိစ္စ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 ပဲမြင်ရတယ်ဘာပဲမြင်လဲအနိစ္စမြင်ဒုက္ခနဲ့အနတ္တကလည်းမြင်ပြီးသားဖြစ်သွားတာကိုဟုတ်လားလက္ခဏာရင်သုံးပါးမှာတစ်ခုခုသာမြင်အောင်ကြည့်အလုံးကိုခြုံကြည့်ဖို့မလိုဘူးဆင်ခြင်တဲ့ခါမှာတခါတည်းဆင်ခြင်တဲ့ခါမှာသုံးပါးလုံးကိုဆင်ခြင်ရရှုခွက်ကိုအလုံးလုံးရှုခွက်နဲ့ရှုကြိတ်ကံအားထုတ်တဲ့အခါကာလမှာဘယ်လိုနေရမလဲအနိစ္စတစ်ချက်မြင်သို့မဟုတ်ဒုက္ခရဲ့လက္ခဏာကိုမြင်သို့မဟုတ်အနတ္တလက္ခဏာဉာဏ်ပေါ်အောင်သာမှတ်တယ်ဟုတ်လားဒီခန္ဓာကိုယ်ကြီးကိုဘာကလေးနဲ့စိုက်ကြည့်နေရညာစိုက်ကြည့်ကျုပ်ဘောဘောနံဘောစိုက်ကြည့်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 အကြည့်ခန္ဓာဒီအကြည့်ညာအောင်မှာဖြစ်မြေတရဇဖြစ်လိုက်ပြလိုက်ဖြစ်ပြီးပြည့်စည်တဲ့အလောက်ကဘသူအလုပ်အကဲကပ်ပြီးကြည်ကြည်နေတာလေးကဩဒုက္ခသစ္စာမှာမေဃသစ္စာတို့ဒုက္ခသစ္စာမှာမေဃသစ္စာတို့ခန္ဓာညာစိုက်နေတယ်ဟုတ်လားခန္ဓာကိုဘာနဲ့စိုက်နေတယ်ခန္ဓာညာစိုက်ကြည်တဲ့မှာကိရိတာတွေတဖြည်းဖြည်းပါဖြစ်လာငါဆွဲเสียရှိလားပုဂ္ဂိုလ်ဆွဲရှိပါဦးမလားတတ္တဝါဆွဲရှိပါဦးမလားငါလည်းမကြည့်သူလည်းမကြည့်ပုဂ္ဂိုလ်လည်းမကြည့်တတ္တဝါမလည်းအသစ္ဇီဝလိပ်ပြန်လည်းမကြည့်ဩဖြစ်ပေါ်လာတဲ့မြတ်တော်သင်္ခရတရားတွေဖြစ်ပြီးပြည့်စည်တဲ့ဗာသစ္စာဒီဇိုင်းမကဲကဲပဲကြည်နေတဲ့ဉာဏ်ကဩမေဃသစ္စာကဘာစိုက်သွားတတ်တယ်သုံးညစိုက်သွားတတ်တယ်ဘာစိုက်သွားတတ်တယ်ဘာနဲ့စိုက်ကြည့်နေလို့ယုံနာစေဉာဏ်နဲ့ဒီဇိုင်းမထိုးထွန်းကဲကဲပြီးကြည်ပါများလာတဲ့တွေ့တာကြောင့်ခန္ဓာဉာဏ်စိုက်ခန္ဓာကိုပျောက်သွားတာယောက်ျားခန္ဓာလည်းမတွေ့တော့ဘူးမိန်းမခန္ဓာလည်းမတွေ့တော့ဘူးဘုန်းကြီးသီလရှင်ခန္ဓာလည်းမတွေ့တော့ဘူးမတ်စရာလေးတစ်ခုနဲ့မှတ်နေတာလေးတစ်ခုတခါတည်းဒီဟရိယကိုရှုခွက်တည်ရှုတဲ့ပုဂ္ဂိုလ်ကြဟရိယထောက်ရင်းတွေကဒီပေါ့ဒီခဏတင်တော့သူဖြစ်လိုက်ပြက်မြင်နေတော့ခန္ဓာပြောက်နေတယ်ဟုတ်လားခန္ဓာအထည်ပြောက်နေရတယ်နော်ကိုကမှတ်စရာလေးအဲ့ဒီထင်ရှားတဲ့နေရာလေးကိုသတိလေးထောက်ပဲကြည့်နေအရှုခံတဲ့အရှုညာလေးကိုတမတ်ချင်းဖြစ်ဖြစ်နဲ့မဲနဲ့ကြိုက်နေတာရှိကဖြစ်ဖြစ်နောက်ကမကြိုက်တဲ့ကခန္ဓာအထည်ပြောက်သွားတာအဲ့ဒါတုံညစိုက်တယ်ဆိုအဲ့ဒါပြောတာတန်တန်နဲ့ပညာကြီးပြောက်သွားတာသမုဟပညာကြီးပြောက်သွားတာအတ္တပညာကြီးပြောက်သွားတာပညာပြောက်တော့ပရမတ်ရောက်တာပေါ့ပရမတ်ဆိုတာမှတ်စရာကလေးနဲ့မှတ်နေတာကလေးဒါပဲရှိဟုတ်လားတင်းရင်တင်းနေတဲ့သဘောကမှတ်စရာလေးကက်ခက်ကြည့်တယ်တင်းတာမတွေ့ပါနဲ့ဖြစ်တာပဲတွေ့တယ်တောင်းတာမတွေ့ပါနဲ့ဖြစ်တာပဲတွေ့တယ်ကျင်တာမတွေ့ပါနဲ့ဖြစ်တာနဲ့ပြစ်တာတွေ့တယ်အောင်းတာမတွေ့ပါနဲ့ဖြစ်တာနဲ့ပြစ်တာလည်းတွေ့တယ်ဟုတ်လားငါလည်းမကြည့်သူလည်းမကြည့်ပုဂ္ဂိုလ်လည်းမကြည့်တတ္တဝါလည်းမကြည့်ဘာပဲပေါ်တဲ့နေရာလေးကိုတတိနဲ့ကကြည့်လိုက်တယ်မှာအကြည့်ခန္ဓာသည်အကျဉ်းညာအောက်မှာတရဇက်ပါဖြစ်လိုက်ပြက်လိုက်သဘောကဖြစ်ပြီးပြည့်စည်နေတာကဒုက္ခသစ္စာဖြစ်ပြီးပြည့်စည်နေတာကဖြစ်ခြင်းလက္ခဏာပြည့်ခြင်းလက္ခဏာကိုထိုးထွန်းအကဲကပ်ပြီးတော့လှမ်းလို့မြင်နေတာလေးကမေဃသစ္စာအဲ့ဒီမေဃသစ္စာဘာဝနာတတ္တိသည်ဘာသစ္စာကိုကျေစုပြုသွားလိမ့်မယ်နိရောဓသစ္စာကိုသုံးညဆိုင်သွားမှာပေါ့သုံးညတနိဗ္ဗာန်ကိုကျေစုပြုသွားမှာပေါ့အနိမိတနိဗ္ဗာန်အပနိဒနိဗ္ဗာန်ကိုကျေစုပြုသွားမှာပေါ့အဲ့တော့အရိယာသူတော်ကောင်းတွေမှန်ရင်မှန်နဲ့ဖြတ်ကနေကိန်းသွားလို့ချင်းသာဥပဒိတိတနိဗ္ဗာန်ကိုမျက်မှောက်ပြုသွားပြီဆိုရင်အဘေတကပိဟုတ်လားအဘေတကပိတ်တဲ့အတိညာပေါ်လွင်ဖို့အရေးကြီးတယ်နော်ဘာနဲ့ပါတယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စဟုတ်လားဒိဋ္ဌိနဲ့ဝိသိကိစ္စခန္ဓာတစ်ခုလုံးကိုငါအဖြစ်နဲ့အရှင်မခံတော့ဘူးဝိသိကိစ္စဆိုတာငါတရားထုတ်တာမှန်ပဲမှန်ရဲ့လားမှားနေသလားလို့တန်တရားမရှိတော့ဘုရားပေါ်မှာလည်းတန်တရားမရှိတော့ဘူးတရားပေါ်မှာလည်းတန်တရားမရှိတော့ဘူးသံဃာပေါ်တန်တရားနဲ့မရှိတော့ကံနဲ့အကျိုးပေးပေါ်မှာလည်းတန်တရားမရှိတော့ဘူးတန်တရားမရှိဘူးဆိုတာဝိသိကိစ္စပြေးတာ ဟ
ဟုတ်လားဝိသိကိစ္စဆိုတာဘာပြောတာတန်တရားဖြစ်တယ်ဟိုကတန်တရားငါတိုင်တာလည်းကြာပြီနော်ကိုတိတိတရားမှသူကငါမှားနေသလားမသိဘူးအဲ့ဒါဝိသိကိစ္စလို့ခေါ်နားလည်ပြီနော်ရုပ်ပေါ်မှာဝေဒနာသင်ညာသင်္ခါရဝิญဉ်ပေါ်မှာမှားနေတာကြတော့ဒိဋ္ဌိမှားနေတာကြတော့ငါဆိုငါနာတယ်ငါကျင်းငါတိုင်းငါမတိုင်းဘူးငါမမနိုင်ဘူးငါမလုံးနိုင်ဘူးဆိုပြီးအဲ့ဒါဒိဋ္ဌိကနေတာဟုတ်ကဲ့လားကဲဖောက်ပြန်နေတာယောက်ျားမိန်းမပါရဲ့လားခံစားနေတာကောယောက်ျားမိန်းမပါရဲ့လားမှတ်သားနေတာကောယောက်ျားမိန်းမပါရဲ့လားစိတ်ဆိုလုံစောပြီးနေတာယောက်ျားမိန်းမပါရဲ့လားသိနေတဲ့သဘောကယောက်ျားမိန်းမဟုတ်ရဲ့လားဒါသူခန္ဓာ၅ပါးကသူ့နေရာလို့ရှိနေတာအဲ့ဒီခန္ဓာ၅ပါးကိုဉာဏ်ချုပ်ကြည့်လိုက်ပြန်တော့လေဖောက်ပြန်တာဖြစ်ဖြစ်ခံစားတာဖြစ်ဖြစ်သူ့ဟာသူဖြစ်နေတာပဲသူ့ဟာသူပြည့်နေတာပဲဟုတ်လားသူ့ဟာသူပေါ်လာတယ်သူ့ဟာသူပျောက်သွားတယ်ကိုယ်စကားနဲ့ကိုပြောရင်လေကိုယ်စကားနဲ့ကိုပြောရင်ပေါ်လိုက်ပျောက်လိုက်ပေါ်လိုက်ပျောက်လိုက်ပေါ်လိုက်ပျောက်လိုက်ပဲစာတန်ပေတန်ပြောရင်တော့ဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပဲဘာပဲဖြစ်ဖြစ်အလုံးဖြစ်ပြီးရင်ပျက်စီးသွားတာပဲကဲအတန်လေးကြည့်ဘုန်းကြီးတို့ဒီဟောနေတဲ့အတန်လေးဒီပထမအတန်ရှိသေးရဒုတိယသာစာမထိုးဘူးလားတတိယသာစာမထိုးဘူးလားအစာထိုးချုပ်ပြောက်အစာထိုးချုပ်ပြောက်ဘာတစ်ခုမှမြဲမြံခြင်းမရှိဘူးဆိုတော့ဩဒါကိုပြောတာကိုမမြဲဘူးဆိုတာခန္ဓာကပြတာကိုဉာဏ်နဲ့ကြည့်လို့တွေ့တာနော်ဒါကြောင့်သာလဲခန္ဓာဉာဏ်ဆိုင်သုံးညဆိုင်အောင်ကြိုးစားအားထုတ်နေကြပါစေလို့မေတ္တာပို့ရင်ကဲအရှင်စေပြီးတော့ကြအောင်စို့ကဲကုသိုလ်တရားတွေရင်ဝယ်ပိုက်ပြီးတော့ဆုတောင်းမြတ်ပေးဝေကြမယ်ဤသို့ပြုရမန္တခေမံဤနိဗ္ဗာန်ကိုဧကံဒုက္ခရောက်စေသောယနေ့ယခုအာရုံသမြယဘဂကိုမိဘဆရာမြို့သားဟိုမှာစောင့်ချက်ကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝိနေယတို့ရကြပါစေဘေးငါဝေသည်မြာတွေစေသောကုသိုလ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုရားသောမြတ်တော်နဲ့သနုတ်တို့အောက်ထုံးရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဂလုကုသိုလ်မြတ်ယူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဘုရားသောမြတ်တော်နဲ့ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝန္တာစွာဖြင့်သာဓုသာဓုသာဓုကုသိုလ်မြတ်ယူတော်မူကြပါကုန်လောအရိယာသူတော်ကောင်းတို့ဘုရားသောမြတ်တော်နဲ့ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မှန်သမျှတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်သာဓုသာဓုသာဓုအလုံးကိုစိတ်နဲ့ပြကြမ်းမှချမ်းသာလို့တရားသေးတို့ဉာဏ်တို့ကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ရရှိခံစားနိုင်ကြပါစေ